ဒီနေ့ကျိုးဒီဇိုင်းအသစ်လေးတွေကိုပြပေးပါမယ်ရှင်သူ့ဒီဇိုင်းလေးတွေကဆိုလို့ရှိရင်တော့အရင်ကိုခစ်မိပြီးတော့15ပေကျိုးလေးတွေပါနော်ပထမပုံစံလေးကတော့ဆေးဝိုင်းလုံးပုံစံလေးပါရှင်လုတ်ကလေးနှစ်ခုကိုချိတ်ဆိတ်ထားတာဆိုတော့ကိုယ့်ရဲ့အချစ်တွေကိုချိတ်ဆိတ်ထားရလို့လေးအတိတ်ပြရပါတယ်သူ့ပုံစံလေးကနှစ်စင်ဝဲလို့အဆင်ပြေတဲ့ဒီဇိုင်းလေးပါရှင်ဒီကျိုးလေးကတော့ဆေးဝိုင်းနဲ့ခွန်းစစ်ပုံစံလေးကိုပေါင်းထားပြီးတော့ရိုးရိုးရှင်းရှင်းနဲ့ရုံသွားဝဲရင်လေးအဆင်ပြေတွေပွေးသွားဝဲရင်လေးအဆင်ပြေတဲ့ဒီဇိုင်းလေးပါရှင်ဒီနောက်ထပ်ဒီကျိုးလေးရဆိုလို့ရှိရင်တော့ပန်းပွေပုံစံလေးဖြစ်ပြီးတော့မိန်းကလေးစင်စင်နဲ့ဝဲလို့အဆင်ပြေတဲ့ဒီဇိုင်းလေးပါရှင်ဒီကျိုးဒီဇိုင်းလေးကတော့တန်ခွန်းစစ်လက်ကိုမှအောက်မှာအရှည်လေးချထားတာဖြစ်ပြီးတော့ဝဲလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့လေဘဲလေးကိုရှည်ရှည်လေးနဲ့အရင်ကိုလှနေတဲ့ပုံစံလေးပါရှင်ဒီကျိုးလေးကတော့မိုးရေစေးဒီဇိုင်းပုံစံလေးပါနော်ဒီလိုနေ့စဉ်ဝဲလို့လည်းအဆင်ပြေတယ်ပွေးသွားဝဲရင်လည်းအဆင်ပြေတယ်15ပေဒီကျိုးလေးတွေကိုလိုချင်နေဆိုလို့ရှိရင်တော့တင်းသက်ဆန်ရွှေရနာဆိုင်ကိုကိုယ်တိုင်လာရောက်ပြီးတော့ဖြစ်ဖြစ် online ပေါ်ကနေပြီးရေးစစ်တင်မာယူလို့ရပါရဲ့ရှင်